ပွဲ grade 12စာမွေးရလဲစတော့မယ်စာမွေးအတွက်လည်းလုံးပန်းနေကြပြီလို့ကျွန်တော်ထင်တယ်ဒီ12တန်းစာမွေးပွဲနဲ့ပတ်သက်ပြီးတော့မှစိုးရိမ်နေကြတဲ့မိဘတွေရှိတယ်စိတ်ပူနေကြတဲ့ကျောင်းသားကျောင်းသူတွေလည်းရှိတယ်ကျွန်တော်အကောင့်ထဲမှာဒါမိဘတွေလည်းအများကြီးပဲရှိတယ်ဆိုတော့ကိုယ့်ရဲ့သားသမီးအတွက်ကံအထောက်ပံ့ဖြစ်စေရအလုံးကဒီ12တန်းစာမွေးပွဲအတွက်တခုခုပေါ့နော်ကံအထောက်ပံ့ဖြစ်စေဖို့အတွက်ရရလေးတွေအဆောင်လေးတွေဒါလှုပ်ချင်တာမျိုးရှိထားတဲ့စိတ်ကူးရနေတဲ့မိတ်ဆွေတွေရှိကောင်းရှိလိမ့်မယ်ဒါလိုမျိုးမိတ်ဆွေတွေအတွက်ကျွန်တော်ကရရလေးတစ်ခုလာရောက်ပြီးမှမျှဝေချင်တာဖြစ်ပါတယ်ဒီရရကိုလှုပ်လို့စာမွေးပွဲအောင်သွားပါမယ်ဒီရရကိုလှုပ်လို့မလို့စာမွေးရမကြတော့ပါဘူးလို့ပြောချင်တာမျိုးမဟုတ်ဘူးကျွန်တော်ဆိုလိုချင်တာနားလေလားစာမေးပွဲအတွက်အကဲအထောက်ပံ့ဖြစ်မြောက်စေဖို့အတွက်ရရလေးတွေကျွန်တော်အဆောင်လေးတွေကျွန်တော်အဓိကတော့အဆောင်လေးတွေကျွန်တော်မျှဝေချင်တာဖြစ်ပါတယ်ခင်ဗျများသောအားဖြင့်တော့ဒီစာမွေးပွဲတွေနဲ့ပတ်သက်လို့က12တန်းစာမွေးတွေပေါ့နော်များသောအားဖြင့်12တန်းစာမွေးတွေဆိုလို့ရှိရင်မိသားစုတိုင်းအလိုလိုသို့မဟုတ်မိဘတိုင်းလိုလိုကကိုယ့်ရဲ့သားသမီးတွေရရချီတာတို့ဘွဲတွေပိုက်ထိုးပေးတာမျိုးတွေတို့ဘာတွေတို့လှုပ်ထားရှိပါတယ်ကျွန်တော်ကပြည်ဦးလွင်မှာနေပြီးတော့မှ10နဲ့အောင်နေတာဖြစ်တဲ့အတွက်ကြောင့်ပြည်ဦးလွင်ရဲ့သဘောတရားကိုကျွန်တော်နားလေတယ်ပြည်ဦးလွင်မှာဆိုလို့ရှိရင်ဘော်ရာဆောင်တွေသို့မဟုတ်အဆောင်တွေကျောင်းလူကျောင်းသားတွေသို့မဟုတ်ဘော်ရာဆောင်ကလူကြီးတွေပြီးတော့ပြည်ဦးလွင်မှာနေထိုင်တဲ့အဲ့လိုပတ်ဝန်းကျင်မိသားစုတွေကပြည်ဦးလွင်က6မျိုးရှင်နန်းရှိတယ်6မျိုးရှင်နန်းမှာသွားပြီးတော့မှပွဲပေးတာမျိုးတွေခုံနံပါတ်လေးတွေနဲ့ရရတွေအဆောင်တွေတွားရောက်ပြီးမှစီစဉ်တာမျိုးတွေများသောအားဖြင့်လှုပ်ထားရှိတယ်ဆိုတော့တချို့သူတွေကကြောအဲ့လိုနေရာလေးတွေမှာမတက်နိုင်တဲ့မိတ်ဆွေလေးတွေရှိတယ်ဒီလိုလူတွေအတွက်လည်းကျွန်တော်မျှဝေချင်တာဖြစ်ပါတယ်ခင်ဗျကျွန်တော်စကားတွေအရန်ရှင်းနေပြီရရလေးတို့ကျွန်တော်ပြောပြရမှာနော်ဆိုတော့ကျွန်တော်တို့ဘေးစင်သဘောတရားမှာကဘယ်လိုဟာရှိတယ်ဆိုလို့ရှိရင်နန်းကိုစောင့်ရင်အောင်တယ်ဆိုတဲ့ဟာရှိတယ်နန်းကိုစောင့်ရင်အောင်တယ်နန်းကိုဆောင်ရတာကိုယ့်ရဲ့နေနံကိုအဆောင်ဖြစ်ဆောင်ရတာအဲ့ဒါဆိုလို့ရှိရင်ဘယ်အရာပဲဖြစ်ဖြစ်အောင်မြင်ပါတယ်ဆိုတဲ့ဆိုပြောစကားရှိသလိုမျိုးကျွန်တော်ကိုနိုင်အနေနဲ့လည်းကျွန်တော်ပြုံးနေမှာဆယ်ရန်စာမိုးဝဲဖြေခဲ့တော့ကလည်းဒီလိုရရလေးကိုပြုတ်လုပ်ပြီးတော့မှကျွန်တော်ရဲ့အိမ်ကအဖေကိုယ်တိုင်ကဒီရရလေးကိုပြုတ်လုပ်ပြီးတော့မှကျွန်တော်စာမွေးဖြေခဲ့တဲ့နေရာမှာလည်းကျွန်တော်တို့တရောင်းတနေရာနေအကန့်ထောက်ပံ့လေးဖြစ်စေခဲ့တယ်ပေါ့ဒီအတွက်ကြောင့်နန်းကိုဆောင်ရင်အောင်ပါတယ်ကိုယ့်ရဲ့သားသမီးကဘာနေသားသမီးလဲဆိုတာသိဖို့လိုတယ်ကိုယ့်ရဲ့သားသမီးကတနင်္ဂနွေတဲ့အင်္ဂါဘလို့ကြောတော့စနေဆက်လက်ပြပေါ့နော်ကိုယ့်ရဲ့နေနံသားသမီးအလိုက်ဆောင်ရရှောင်းလေးတွေဖြစ်ပါတယ်ခင်ဗျတနင်္ဂနွေဆိုလို့ရှိရင်များသောအားဖြင့်အုံညွန့်ဆောင်ရတာပါတနင်္ဂနွေနဲ့အုံညွန့်အဆောင်ဖြစ်ဆောင်ရတာဖြစ်ပါတယ်အုံညွန့်လေးတညွန့်လက်လေးတို့တစ်ထွားလောက်ပေါ့နော်လက်တွေလိုမျိုးလက်ညှိုးလေးတစ်ချောင်းစာလောက်ပေါ့အုံညွန့်လေးဒါအညွန့်အခက်အလက်လေးဖြတ်ပြီးတော့ကကြီးလေးနဲ့ညှက်ပြီးတော့ဖြတ်ပြီးတော့မှကိုယ့်ရဲ့ဒီသားသမီးရဲ့ပေါ့နော်အင်းကြီးအိတ်ကလေးတွေမှာသို့မဟုတ်ဘောပင်တွေပါထည့်တယ်အဲ့လိုမျိုးကွန်ပါဘူးလေးလားအိတ်လေးလားအဲ့လိုပုံစံမျိုးတွေထဲမှာထည့်သွားပြီးတော့မှအဆောင်ပြဆောင်သွားလို့ရပါတယ်ဆောင်းမွေးပွဲကန်းကအဲ့လိုမျိုးအဝင်ဝမှာစစ်တဲ့ဆရာဆရာမတွေမေးလို့ရှိရင်ဒါဘာလောက်လာမေးလို့ရှိရင်ဒါရရလောက်လာလို့ပြောလိုက်အဲ့ဆရာမတွေမစစ်ဘူးအေးစီစီပဲနားလေတယ်ဗျာမြန်မာလူမျိုးရှင်းနားလေတယ်နော်ဒါရရလောက်လာတာတိချာတော့ရှင်းပြလိုက်ဒါရရလောက်လာတာရရတော့အုံညွန့်ဆောင်လာတာဆရာမဘာမှမဟုတ်ဘူးအေးစီစီပဲဟုတ်ပြီလားနော်နောက်တစ်ခုကတနင်္လာနေ့ဆိုလို့ရှိရင်များသောအားဖြင့်ကန့်ကော်ညွန့်လေးဆောင်တာများတယ်ကန့်ကော်ညွန့်နော်ကန့်ကော်ညွန့်လေးကိုလည်းခုနကန့်ကော်ညွန့်ဆိုတာဒီလောက်လေးပဲရှိတာနော်ကန့်ကော်ညွန့်လေးတညွန့်အင်းကြီးအိတ်ကလေးတွေမှာထည့်ပေးလိုက်တော့မိန်းကလေးဆိုလို့ရှိရင်ကိုမာဘူးလေးမှာထိုးပေးလိုက်သို့မဟုတ်မိန်းကလေးဆိုလို့ရှိရင်ဒီမှာသပင်ရှိတယ်သတုံးထိုးပေးလိုက်လို့ရတယ်နော်ဆိုတော့ခုနကရှေ့ရပြောသွားတဲ့အုံညွန့်ဆိုလို့ရှိရင်ဒီမှာခေါင်းလေးမှာအနှဲငယ်လေးပြထိုးပေးလိုက်လို့ရတယ်ဆရာမတွေစစ်လည်းပြောလိုက်ပေါ့ရေရချီလာတာဘာဖြစ်လဲတဲ့ပဲပွင့်နေနေမယ်ဟုတ်တယ်မလားနောက်တစ်ခုအဲ့လိုမျိုးရှိပါတယ်အင်္ဂါနံဆိုလို့ရှိရင်အင်္ဂါသားသမီးဆိုလို့ရှိရင်ကျတော့အင်္ဂါနံဇီးအညွန့်အခက်အလက်ဇီးညွန့်လေးသိလားဇီးညွန့်အခက်အလက်လေးတေးလေးဇီးညွန့်အခက်အလက်လေးနောက်လေးပဲရှိမယ်နော်ဇီးညွန့်အခက်အလက်လေးကိုဒီအင်ကြီးအိတ်ကလေးတွေမှာထည့်သွားသို့မဟုတ်ကိုယ်ခေါင်းလေးမှာဖြစ်ထိုးသွားပေါ့နော်ဒီလိုလေးမှာဆိုလို့ရှိရင်လည်းနန်အိုဆောင်ရင်အောင်နဲ့အသုံးပြုလို့ရသေးတာဖြစ်ပါတယ်ခင်ဗျဆောင်းမွေးကန်းသွားကနီးပေါ့ဗျာဆောင်းမွေးပွဲကန်းကိုဝင်တော့မယ်ဆိုတဲ့နေရာမှာကိုကဘော်ရာဆောင်ကနေနေတဲ့သူတွေဆိုလို့ရှိရင်ဆောင်းမွေးဖြစ်မဲ့ဟိုကျောင်းကိုသွားတယ်မလားကျောင်းဝင်သွားမှာဆိုလို့ရှိရင်အဖေမေနဲ့ခဏလာတော့တွေ့လို့ရသေးတယ်လေအဲ့ဒီအချိန်မှာအဖေမေကနေပြီးတော့မှသားလေးရော့ငါသားလာနေဘာမှရှာမရှိနဲ့နော်ရော့ဒါလေးယူသွားဒီလိုပုံစံမျိုးလေးကျွန်တော်ထည့်ပြီးတော့ပေးလိုက်ပါနော်အဲ့ဒါဆိုလို့ရှိရင်အဆင်ပြေပါတယ်ခင်ဗျာနောက်တစ်ခုကကျတော့ဗုဒ္ဓဟူးတွေဆိုလို့ရှိရင်သူကကျတော့နှစ်ပိုင်းရှိတယ်ရာဟုနဲ့ဗုဒ္ဓဟူနဲ့နေ့လည်ခင်း12နာရီရဲ့ရှေ့ပိုင်းမှာမွေးတယ်ဆိုလို့ရှိရင်ဗုဒ္ဓဟူလို့ယူတယ်12နာရီရဲ့နောက်ပိုင်းမှာမွေးတယ်ဆိုလို့ရှိရင်ရာဟုလို့ယူတယ်အဲ့ဒါကိုသေချာလေးခွဲရမယ်နော်အကြမ်းမြတ်ဖြစ်မှတ်ရမယ်ဆိုလို့ရှိရင်ဗုဒ္ဓဟူနေ့တစ်နေ့ရဲ့မနက်ခင်းမှာမွေးလို့ရှိရင်ဗုဒ္ဓဟူသားသမီးညနေခင်းမှာမွေးတယ်ဆိုလို့ရှိရင်ရာဟုသားသမီးလို့မှတ်ရမယ်ဒီလိုကြောင့်မလို့ဗုဒ္ဓဟူသားသမီးဆိုလို့ရှိရင်ကြတော့ तू ကဗုဒ္ဓဟူနဲ့ပတ်သက်တာပေါ့နော်ဝါညွန့်ဝါညွန့်လည်းသေးတယ်တလောက်လေးပဲရှိတာအဲ့လောက်လေးပဲဝါအညွန့်ခက်အလက်လေးနော်အင်ကြီးအိတ်ကလေးတွေမှာထည့်ပြီးတော့မှအဆောင်ဖြစ်လေးစောင့်သွားနော်ရာဟုသားသမီးဆိုလို့ရှိရင်ကြတော့ तू ကရဲယိုအညွန့်ခက်အလက်လေးအိတ်လေးနဲ့မှထည့်ပြီးတော့မှအဆောင်ဖြစ်စောင့်သွားဒါကဗုဒ္ဓဟူသားသမီးတွေအတွက်နော်ကြာလာပိသားသမီးနေဆိုလို့ရှိရင်ကျတော့ပေါက်ပန်းဖြူပိန်ပန်းတို့ပါဆိုလို့ရှိရင်ရအများသောဖြင့်တော့အစင်ပြေတာတော့ပေါက်ပန်းဖြူအစင်ပြေတယ်အရွယ်လေးကသေးတယ်ဟုတ်ပေါက်ပန်းဖြူအရွယ်အညွန့်အခက်အလက်လေးအိတ်ထဲမှာထည့်သွားသို့မဟုတ်ခေါင်းလေးမှာထိုးသွားသို့မဟုတ်ဘောပင်ကွန်ပါဘူးအိတ်လေးထဲမှာထည့်ပြီးတော့မှသွားဟုတ်ပြီနော်တောက်ကြသားသမီးနေနေကျတော့တစ်ခုပဲရှိတယ်တီဟိုညွန့်သို့မဟုတ်တီးညွန့်လည်းရတယ်တီဟိုညွန့်လည်းရတယ်တီးညွန့်သို့မဟုတ်တီဟိုညွန့်ကိုယ်အင်ကြီးအိတ်ကိုမှာအဆောင်လေးနဲ့ဆောင်းပြီးတော့မှသွားပေါ့နော်နောက်တစ်ခုကစနေသားသမီးဆိုလို့ရှိရင်ကျတော့သူကဒန်းအညွန့်ခက်အလက်
ဒန်းညွန်လေးတညွန်အဆောင်ဖြစ်ဆောင်သွားဒါဆိုလို့ရှိရင်အဆင်ပြေเนาะဆိုတော့ဒါလေးကိုမိတ်ဆွေတို့နားလည်မယ်လို့ထင်တယ်တကယ်လည်းအင်္ဂါဘုရားကျတော့စနေရာဟုစသဖြင့်ဒီနေ့နဲ့သားသမီးတွေအတွက်12လပိုင်းစာမှုဝဲဖြည့်ဆိုတဲ့နေရာမှာကန်ထောက်ပတ်ဖြစ်စဉ်ရအလုံးကကျွန်တော်ဒီဟာလေးတွေကိုမိတ်ဆွေတို့ကျွန်တော်မျှဝေပေးလိုက်တာဖြစ်ပါတယ်ခင်ဗျဒီရရာလေးတွေကကျွန်တော်ဒီ12တန်းစာမှုဝဲအတွက်မှသုံးလို့ရတာမျိုးမဟုတ်ဘူးကိုကအင်တာဗျူးဖြေရမယ်လို့ဘာလို့ဆိုလို့ရှိရင်လည်းသုံးလို့ရတယ်ဂျပန်အင်တာဗျူးလို့ကိုရီးယားအင်တာဗျူးလို့ဘာလို့မှဆိုလို့ရှိရင်အကယ်သုံးညနေဆိုလို့ရှိရင်သုံးလို့ရတဲ့ဒါအဆောင်လေးတွေပုံစံမျိုးလေးတွေဖြစ်ပါတယ်ခင်ဗျဒါကမမအောင်ပြသေးတာကျွန်တော်အခုပြောနေတာကိုယ့်ဘာနဲ့ကိုယ်ပါစတဲ့စိတ်ထဲမှာရှိတာပြောနေရမှာမဟုတ်ဘူးဟိုးဘေးရင်ကျန်းနေမှာကလေးကနန်းဦးဆောင်ရင်အောင်ပါလေဆိုပြီးမှပြောထားတဲ့ဟာရကိုမိတ်ဆွေတို့ကိုကျွန်တော်ပြန်ပြီးတော့မှရှင်းပြီးတော့ပြောပြပေးတာနားလေလားကျွန်တော်အခုပြောလိုက်တဲ့ရရလေးတွေကကျွန်တော်ရဲ့အာဘော်မဟုတ်ဘူးဘေးရင်ကျန်းကန်ရဲ့အလိုအရမိတ်ဆွေတို့ကိုကျွန်တော်ပြန်မျှဝေပေးတာဖြစ်ပါတယ်ဒီရရလေးတွေကတကယ်လည်းကောင်းပါတယ်ကျွန်တော်ကိုယ်တိုင်လုံးဝသုံးခဲ့ဘူးတယ်ကျွန်တော်ဆောင်ဝဲဖြေတော့ဆိုမမရရအင်္ဂအဖေအင်္ဂဘိုးတော်အင်္ဂအဖေကကျွန်တော်ကိုအဲဆောင်ဝဲခန်းအဝင်မှာပြင်းဦးလွင်ပေါ့နော်ပြင်းဦးလွင်ကျွန်တော်ဒီစာပိုက်အင်္ဂါလေးတန်းတန်းသွားတဲ့အဲចောင်းဘတ်လိုမှမျိုးမှာကျွန်တော်အဲဆောင်းဝတ်တော့ဖြည့်တော့ကြတော့ကျွန်တော်အဲ့နေကတင်ချလုံးဝမရအောင်ကျွန်တော်တင်ချတကယ်လုံးဝမရအောင်ညက်အဲ့အချိန်မှာကျွန်တော်အင်္ဂဖေကပေါ့နော်အဲအုံညွန်လေးထည့်ပေးတယ်ငါသားရောအုံညွန်လေးစောင်းသွားအဲ့တော့ကလေးဆိုတော့ဖိုးတော်ကလည်းကွာဘာလို့နေမှမသိဘူးပေါ့နော်ကိုအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့လည်းကိုကအဲ့တော့ကလေးဖေးနေပါလေ့လာနေပြီဆိုတော့ကိုကသိတယ်ဒါရပေးလိုက်တာပဲပေါ့အဲ့အိတ်ထဲမှာထိတ်မှာသွားဖြည့်တာအဲ့မှာဖြည့်တော့ကြတော့ဆောင်းမကနေရောက်ရောတင်ချကွာဖြည့်တယ်ဖြည့်တဲ့ဟာကိုလေတင်ချတပုတ်မှာဘာဖြစ်တုံးဆိုတော့တင်ချဘဲပုတ်ပဲတွတ်အပုတ်ကအဆုံးထိမရဘူးအဖြည့်ရဲ့နောက်ဆုံးမိတ်ဖြည့်နေမထွက်ဘူးအကုန်လုံးကတဝက်တစ်ပြက်တည်းကြီးပဲဟာသွားပြီငါတင်ချလို့လက်ပြီပေါ့ကြာပြီပေါ့ကွာဆိုတော့စိတ်တွေကိုညက်သွားအဲ့ချိန်မှာကျွန်တော်ဘာလုပ်တုံးဆိုတော့အေးစစ်သေးပဲစိတ်တွေကိုတင်းကြီးအောင်လေးပြန်ထားတယ်ထားပြီးတော့မှကိုယ့်ရဲ့ဒီစာမွေးခန်းမှာရှိတယ်ပေါ့နော်စာမွေးခန်းမှာရှိတယ်စောင့်ရှောက်နေတဲ့ဒီစာမွေးခန်းကိုစောင့်ရှောက်နေတဲ့တိုင်းတောင်နဲ့ပြည်တောင်နဲ့ဝင်းတောင်နဲ့ချမ်းတောင်နဲ့မြေတောင်နဲ့တောတောင်နဲ့တောင်တောင်နဲ့တမတိကနတ်မြတ်နှကောင်းများနဲ့ဤပြည်ဦးလွင်မြို့နယ်ခရိုင်တစ်ခုလုံးကိုပိုင်စုတော်မူရတော့တမတိကနတ်မြတ်နှကောင်းများပြည်ဦးလွင်မြို့ကိုပိုင်စုတော်မူရတော့6မြို့ရှင်မှာမကြမ်းကျွန်တော်ဝိုင်းဝန်းကူညီပြီးစောင့်ရှောက်ပြီးတော်မူပါကျွန်တော်တို့အခုစာမွေးဖြည့်ဆိုတဲ့နေရာမှာကန်ထောက်ပံ့လေးတွေပေးပါအခုကျွန်တော်သင်ချာတွေမရနိုင်ဘူးအဲ့ဒါသင်ချာရအောင်ခင်ဗျားတို့လာကူညာအောင်များအဲ့လိုမျိုးလေးတွေကျွန်တော်လှုပ်လိုက်တာပေါ့နော်လှုပ်ပြီးတဲ့ချိန်မှာကျွန်တော်ဘာလုပ်တော့ဆိုတော့ကိုဖြည့်ထားတဲ့သင်ချာတွေအကုန်လုံးကိုကျွန်တော်အကုန်လုံးကိုကြောင်ပလိုက်တယ်အဲ့အန်ဆာဘီဘိုင်းတစ်ခုလုံးကြောင်ပလိုက်တာပြီးတော့မှအန်ဆာဘီဘာအစ်စ်2ရက်3ရက်လောက်ထပ်တောင်းလိုက်တယ်ထပ်တောင်းပြီးတော့မှကိုကအစအနေပြန်ဖြည့်တာအဲ့အစအနေပြန်ဖြည့်တော့မှသင်ချာတွေအကုန်လုံးကလေအကုန်လုံးအဖြည့်တွေအစဆုံးတွေထွက်သွားတာအဲ့တော့မှတ်ရတင်ချာလုံးဝညံ့နေဆိုတဲ့နေရာမှာတင်ချာကအမှတ်60နီးပါးနဲ့အောင်လာတယ်ကိုတော့အံ့အောင်သွားတယ်ဟာ what the fuck အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့ဒါကတော့ကျွန်တော်အတွေ့အကြုံလေးနဲ့နှိုင်းချိန်မှာပြပြပေးတာပါကျွန်တော်ခုနကပြောသလိုမျိုးဒီအခန်းကိုစောင့်ရှောက်နေရတဲ့သမားတွေကနတ်မြတ်နှကောင်းနေအကူညီတောင်းလို့ရပါတယ်ဒါကဗုဒ္ဓဘာသာကိုပယ်တာမျိုးမဟုတ်ပါဘူးအကူညီတောင်းလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ